ခောက်ဆွဲလေးကြော်ပြပါဆိုလို့ဒီနေ့မှာတော့ပိုးလူကခောက်ဆွဲလေးကြော်စားဖြစ်လိုက်ပါပြီခောက်ဆွဲကြော်ကိုလည်းကြာတန်ကြော်လို့ပဲစီနည်းနည်းလေးနဲ့ဖြူဖြူလေးကြော်စားမှာပါအရင်ဆုံးခောက်ဆွဲလေးတွေကိုပြုတ်ထားလိုက်ပါတယ်ခောက်ဆွဲကတော့နည်းနည်းပဲစားချင်တာမို့လို့နည်းနည်းလေးပဲထည့်ထားပါတယ်ခောက်ဆွဲနည်းနည်းနဲ့အသီးရွက်များများစားမှာပါကော်ဖီထုတ်ရဲ့မုံလာဥနီရဲ့ပြီးတော့ကြက်သားရဲ့ကြက်ဥနှလုံးထည့်ပါမယ်ပြီးသွားရင်တော့ကြက်သွန်ဖြူနဲ့တရုတ်နံနံလည်းထည့်မှာမို့လို့တခါတည်းလီးထားပါတယ်စီလေးကတော့နည်းနည်းပဲထည့်ပါတယ်ပိုးလူကစီမကြိုက်ပါဘူးကြက်ဥအရင်ထည့်ကြော်ပြီးသွားရင်အသားလေးတွေကိုကြက်သွန်ဖြူလေးနဲ့အတူတူကြော်ပေးလိုက်ပါမယ်ခရုစီတစ်စွန်းထည့်ပါတယ်အသားတွေကြက်လာရင်အသီးရွက်တွေတခါတည်းထည့်ကြော်ပါမယ်အသီးရွက်ကြော်နေတဲ့အချိန်မှာအချိုမုတ်ရဲ့စားရဲ့ကိုတခါတည်းထည့်ခဲ့ပါတယ်ချိုမုတ်ကိုလည်းနည်းနည်းလေးပဲသုံးပါတယ်ပိုးလူကငပြာရည်လည်းမကြိုက်ပါဘူးအဲ့ဒါကြောင့်မလို့စားနဲ့အချိုမုတ်နဲ့နှမျိုးတည်းရထည့်ပြီးကြံတာထည့်မထည့်တော့ပါဘူးအသီးရွက်တွေကြက်သွားရင်ခောက်ဆွဲထည့်ပါမယ်ခောက်ဆွဲထည့်ပြီးခဏနေကြက်ဥထည့်ပါမယ်ကြက်ဥလေးထည့်ပြီးသွားရင်အားလုံးရောမွေပြီးသွားရင်ကြက်သွားပါပြီနောက်ဆုံးမှာတော့တရုတ်နံနံနဲ့ကြက်သွန်ဖြူလှီးထားတာတွေကိုထည့်လိုက်ပါမယ်ခောက်ဆွဲကြော်ထဲမှာတရုတ်နံနံကမဖြစ်မနေထည့်သင့်ပါတယ်တရုတ်နံနံထည့်ပြီးသွားတာနဲ့ခောက်ဆွဲကြော်ကမှုေးပြီးတော့စားကျင်စပွဲဖြစ်သွားပါတယ်ခောက်ဆွဲကြော်လေးကတော့ရပါပြီတော်တော်လေးလဲစားလို့ကောင်းပါတယ်အနှံလေးလဲမှုေးပါတယ်စီနည်းနည်းလေးနဲ့မို့လို့ပို့ပြီးတော့လဲစားနိုင်ပါတယ်အချင်းလေးပါတခါတည်းလှုပ်ပြီးခောက်ဆွဲကြော်နဲ့တွဲစားလိုက်ပါတယ်